ချင်းသူ One Heart Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ခေါက်မှာတော့နိုဘယ်ဆုရှင်နာမည်ကျော်တရုတ်စာရေးဆရာကြီးမိုးရန်ရေးသားပြီးတော့ဆရာတော်ကောင်းမင်းပါတာပြန်ပေးထားတဲ့ကဘာကျော်စာအုပ်ကြီးတစ်အုပ်ဖြစ်တဲ့ဖားဆိုတဲ့ဝတ္ထုရှည်ကြီးကိုဖတ်ပြတင်ဆက်ပေးခြင်းပါတယ်ကျွန်တော်ကတော့စာဖတ်သူမောင်ဝင်းမဲဖြစ်ပါတယ်ဗျအားလုံးပဲ like ပါစီမျောခန်းစားနာဆင်ပေးကြပါဦးဗျအပိုက်လေးဆရာခင်ဗျာအကြီးဒုတိယမြောက်မွေးပေးသည့်ကလေးကကျွန်တော်ပါပဲကျွန်တော်အမေမွေးကနေတွင်ဖွားဖွားသည်သူ၏ရှေးထုံးစံအတိုင်းလက်ဆေးအဝတ်လဲအမွေးတိုင်၃ချောင်းထွန်း၍ဘိုးဘေးတို့၏ကပီးတိုင်ရှိမှစိုက်ပြီးဦးသုံးငိမ်ချပြီးလျင်အိမ်မရှိသည့်ယောက်ျားသားအလုံးကိုအပြင်မောင်းထိုးလိုက်ပါသည်အမေကိုဝင်မှာတာဦးမဟုတ်ပါကျွန်တော်အပေါ်မှာအကိုနှစ်ယောက်အမတစ်ယောက်ရှိပါသည်ညီကလမ်းလဲသည့်အပန်းလဲမရှိမို့ကို့ဘာသာအေးအေးဆေးဆေးမွေးပြီတော့ဟုဘွားကကျွန်တော်အမေကိုပြောပါသည်အမေကျုပ်ခံစားရတာတဲမကောင်းလာဘူးဒီချိန်ကရှေ့ချိန်တွေနဲ့အတူတလို့ပဲဟုကျွန်တော်အမေကကျွန်တော်ဘွားကိုပြောရှာပါသည်ဘွားကမှုဤတော့မထင်ဘာမတူလဲအေးညီကတိုးနေရတွေများမွေးလာအောင်မမို့လားအမေခံစားခြင်းမှန်ပြီသည်ကျွန်တော်အကိုတွေမတွေတုန်းကခေါင်းအရင်ထွက်တာကျွန်တော်လှည့်ကြမှာခြေထောက်တစ်ဖက်အရင်ထွက်လာ၏ကျွန်တော်ခြေထောက်ကလေးကိုမြင်လင်ဖွားဖွားငုတ်တုံမိသွား၏အကြောင်းကရွာမှာဆိုရိုးစကားတခွန်းရှိသည်ခြေထောက်အရင်မွေးကျွေးတောင်းမဲ့ကလေးတဲ့ကျွေးတောင်းမဲ့ကလေးဆိုတာဘာလဲဆိုတော့ထိုမိသားစုသည်ရှေးဘဝကသူများစီမှာအကျွေးတင်နေဖြင့်ကျွေးရှင်ကဒီဘဝမှာပြန်ဝင်စားပြီးမိနေတဲ့ကိုကောင်းကောင်းကြီးထုတ်ကပေးမိထိုကလေးဒီမိနေတဲ့နဲ့အတူတည်ခြင်းလဲတည်မိတူဒီမဟုတ်အရွယ်တစ်ခုရောက်လာသည့်အခါကျမှတည်သွားပြီးလျှင်ထိုမိသားစုကိုရောစိတ်ပါအကြီးအကျယ်မချမ်းမသာဖြစ်စေမည်တဘောပါတို့တော့ဘွားကတင်းငိမ့်ကြီးအောင်ဆောင်ရည်ပြောလိုက်သည်မှာဒီကလေးကချင်းမြန်တော့ကွကြီးလာရင်မင်းမှုထမ်းရပါမကြောက်ပါနဲ့အေးငါကြံပါမယ်ဘွားဒီဝင်းထဲမှာခြေစလုံးတွားဆွဲလာပြီးဂရင်ရှိမှမတ်တက်ရဲ၍ဂျုံလိမ့်သည့်ဒိန်လုံးနဲ့မောင်းတီးသလိုတောင်တောင်တီးတော့သည်ဘွားဒီတစ်ဖက်ကတီးရင်တစ်ဖက်ကအော်ဒီမှာထွက်လာတော့မင်းအဘမင်းကိုအရေးကြီးချောစာပို့ခိုင်းတယ်ထွက်မလာရင်ရိုက်ခံထိမကွယ်ကျွန်တော်အမေလည်းအချင်းနေမှန်မှန်ရိပ်မိသည်နဲ့ဝင်းတဲမှနားစွန့်နေသည့်ကျွန်တော်မကိုမီးလုံးအုပ်ကရင်လဲသည့်တပည့်စီဖြင့်ပြတင်းပေါက်ကိုခောက်၍လှမ်းអော်လိုက်သည်မှာလုံမကြီးညီကြီးကိုတွားခေါ်ကြ၏ကျွန်တော်မကအလွန်တော်၏ကြေးရွာယုံစီပြေးသွား၍တိုက်နယ်စေကန်းစီသို့ရွာမျက်နှာကိုတယ်လီဖုန်းလှည့်ခိုင်းလိုက်သည်နံပါတ်လဲ၍ဆက်ရသည့်ထိုတယ်လီဖုန်းဟောင်းကြီးမှာယခုအခါကျွန်တော်လက်ဝဲထိန်ထိန်ထားပါသည်သူကကျွန်တော်အသက်ကိုကယ်ဘူးတာကိုထိုနေ့ကဇွန်လ6ရက်နေ့ကျောင်းမြစ်ထဲမှာရေနည်းနည်းကြီးနေ၏တရားမြုပ်သွားပြီးဖြစ်တော့လဲတရားကြောက်သုံးကနေထွက်လာသည့်လိုင်းတပူကိုကြည့်၍တရားမျက်နှာပြင်တည်နေရာကိုခံမှန်းနိုင်ပါသည်မြစ်ဆက်မှာငားများနေသည့်လူအာယာတုလည်းပင်ဆိုလျှင်ကျွန်တော်အကြီးမြစ်တစ်ဖက်ကန်းကနေစီးလာသည့်စပီးပြန်ကိုမြင့်မြင့်တွေ့လိုက်ရပါသည်စပီးဘီကနေဖြာထွက်လာသည့်ရေတွေဆိုတာသုံးပေများမြင်၏ရေစည်းကလည်းတန်ပအကယ်၍များကျွန်တော်ဤတာမြစ်ထဲပြုတ်ကျသွားရင်တော့လားဆရာကြီးကျွန်တော်ဆိုတာလဲရှိလာတော့မှမဟုတ်တော့ပါဘူးအကြီးဒီရေတွေဆူရွှဲလျက်အိမ်ထဲပြေးဝင်လာပါသည်အမေပြောပြချက်အရအကြီးဝင်လာသည်နှင့်သူ့မှာစိတ်ငြိမ်စေသလုံးစားလာရသလိုပါပဲတဲ့အကြီးဒီဝင်လာသည်နှင့်ဖွားဖွားကိုဘေးပယ်၍တယော်လိုက်သည်မှာဒေါ်လေးရဲ့ဒေါ်လေးကမောင်းတီးနေတော့သူဘယ်ထွက်လာရဲပါမလဲဖွားဖွားကဇော်တဲ့ညင်းပါသည်ကလေးတွေကပွဲကြိုက်ကြတာအေးမောင်းတန်ပုံတန်ကြရင်မထွက်လာပဲဘယ်နေနိုင်မလဲနောက်အခါတွင်အကြီးပြပြချက်အရသူကကျွန်တော်ခြေထောက်ကိုမုံလာဥဆွဲသလိုဆွဲထုတ်ခဲ့ထားတဲ့၎င်းမှာနောက်ပြောနေမှန်းကျွန်တော်သိပါသည်
အကြီးကခြံနှကောင်းနဲ့ကျွန်တော်ကိုမွေးပေးပြီးနောက်ပိုင်းခြံနှကောင်းအမေနဲ့ကျွန်တော်အမေလည်းအကြီးဝါရဖြန့်စေတနာဝန်ထမ်းတွေဖြစ်လာတော့သည်သူတို့ကရက်ထဲလဲ၍ကိုရိတွေကိုဟောပြောပါသည်ရွှေမျက်နှာ၏မိန်းမနှင့်လူအာရတုလည်းမင်းတို့ကလည်းအကြီးဤစပီးပြန်စွမ်းရည်အကြောင်းကိုလူတွေတိုင်းပြောပြတတ်၏ဤသို့ဖြင့်အကြီးလဲရှမ်းရှမ်းတော့နာမည်ကျော်ကြလာပြီးလင်ဟိုလက်သည်တွေလည်းခေါ်သူမရှိတော့ဘဲအတိတ်ချေရာတွေတာဖြစ်ကုန်ကြတော့သည်1953ခုနှစ်မှ1959ခုနှစ်ထိကာလသည်နိုင်ငံတော်၏ထုတ်လုပ်မှုဖွံ့ဖြိုးသည့်စီးပွားရေးတိုးတက်သည့်ခေတ်ကောင်းဖြစ်ပါသည်ကျွန်တော်တို့ရက်မှာလည်းမိုးလေဝသမျှတသဖြင့်နှစ်စဉ်နှစ်တိုင်းအထွန်းထုံးကောင်းပါသည်လူတွေစားဝတ်နေရေးဖူလုံ၍စိတ်ချမ်းသာကြသောကြောင့်အမျိုးသမီးတွေလည်းတူးထက်ငါအပြိုင်ဘိုက်တွေကြီးကြကလေးတွေမွေးကြပါတော့သည်အဲဒီနှစ်တွေတုန်းကဆိုရင်အကြီးမှအားသည်မရှိကောင်းပြီသုံးပြီတိုက်နေကရွာ18ရွာဤလမ်းမတိုင်းလမ်းတွေတိုင်းမှာသူ့စပီးဘီးယာထင်ကြံခဲ့တာကြီးအတော်များများဤအိမ်ဝင်းထဲမှာသူ့ခြေရာတွေထင်ကြံခဲ့ပေသည်1953ခုနှစ်ဧပြီလ4ရက်နေ့မှ1959ခုနှစ်ဒီဇင်ဘာလ31ရက်နေ့အထိအရေးသည်စုစုပေါင်း1612ကြိမ်တာဖွာပေးခဲ့ပြီးကလေး1645ယောက်မွေးပေးနိုင်ခဲ့ပါပြီ၎င်းတို့နဲ့မွေးကင်းစသေဆုံးသူ6ယောက်ပါတော်ညာလဲထို6ယောက်ထဲမှာ9ယောက်ကအသေးမွေးဖြစ်ပြီးကျန်1ယောက်ကမွေးရပါယောဂနှင့်ဖြစ်ပါသည်ထိုစံချိန်မှာအတော်ကလေးမြင်မှသဖြင့်ပြည်ပြည့်စုံလူနီးပါးဟုပင်ဆိုနိုင်ပေသည်1955ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာအကြီးတရုတ်ကွန်မြူနစ်ပါတီထဲဝင်ခဲ့ပါသည်ထိုနေ့သည်သူ၏ထောင်ပြည့်ကလေးကိုမွေးပေးခဲ့သည့်နေ့လည်းဖြစ်ပေသည်ထိုကလေးမှာကျွန်တော်တို့၏ညီတော်ကြီးလီလက်ပင်ဖြစ်ပါသည်မင်းတို့ဆီယမဒေါ်ယူကတော့စတိုင်ကြဆုံးမီးနေတယ်ပဲဟုအကြီးကပြောပြပါသည်သူအောက်ကနေအလုံများနေချိန်မှာဆီယမဒေါ်ယူကဖတ်စာအုပ်တော်ကိုကင်ပြီးသင်ခန်းစာတွေပြင်ဆင်နေတာတဲ့အကြီးအသက်ကြီးလာတော့အဲ့ဒီနေရတွေကိုမကြာခဏပြန်တန်းသားလေးရှိပါသည်ထိုခက်မှာတရုတ်ပြည်ရွှေခေတ်ဖြစ်သလိုအကြီးရွှေခက်လည်းဖြစ်ပါသည်အကျဉ်းကြီးတောင်မမှတ်မိတော့ပါအကြီးဒီမျက်လုံးစုံဝင်းလျ၍မန်ပါပါနဲ့ပြောခဲ့သည်မှာအဲ့ဒီတော့ငါဟာကဲတင်ရှင်ပဲတားစုပန်မေတော့ပဲငါကိုကနေပန်းပေါင်း100ရဲ့မှွေးရနံတွေတင်းပြန့်နေလို့ပြားအောင်တွေငါးနောက်လိုက်ပြီးဝဲပြန်ကြတာလက်ပြအုပ်တွေငါးနောက်လိုက်ပြီးဝဲပြန်ကြတာခုတော့တောက်ရင်ကောင်တွေပဲငါးနောက်လိုက်ပြီးဝဲပြန်ကြတော့တယ်ကျွန်တော်နာမည်ကိုလည်းအကြီးပဲပေးခဲ့တာပါကျောင်းနာမည်ကဝမ်ချီဘွားငယ်နာမည်ကဖိုးပီစိတ်မရှိပါနဲ့ဆရာကျွန်တော်ရှင်းပြပါမည်ဝမ်ချီဘွားမှာကျွန်တော်နာမည်ရင်းဖြစ်ပြီးဖားလောင်းမှာမို့ကျွန်တော်ကလောင်နာမည်ဖြစ်ပါသည်ပိုင်ငါအကြီးအိမ်တော်ပြူတစ်တိအရွယ်ရောက်ပြီးတာကြာပါပြီတို့တော့သူကလာခရရိတ်ခါရအစိုးရဝန်ထမ်းပျောင်မြောက်သည့်မျိုးရိုးကုံကလည်းရှိပြန်သမို့ရွာထဲကကောင်လေးတွေဘသူမှသူ့ကိုမမှန်ဝင်ကြပေထိုစဉ်ကအိမ်ကိုဘွားကြီးရောက်လာပြီးအကြီးကိုအိမ်တော်ချပေးဖို့ကိစ္စကျွန်တော်ဘွားနဲ့တိုင်ပင်ကြသည်ကို9နှစ်သားကျွန်တော်အမြဲကြားခဲ့ရပါသည်ညီမပဲစဉ်းစားကြည့်ကွယ်နှလုံးဟာ22နှစ်ရှိပြီသူနဲ့ရွယ်သူတွေဆိုအားလုံးကလေး2ယောက်အမေတွေဖြစ်ကုန်ကြပြီသူ့ကြမှာဘက်နဲ့ကြောင့်လာတောင်းတဲ့သူမရှိရတာလဲအေးဟုဖွားကြီးကတကြောင်ကြကြပြောရှာပါသည်ကျွန်တော်ဖွားကပြောသည်မှာဘာတွေလောနေတာလဲတော့နှလုံးလိုလူမျိုးဆိုတာတော်ကောက်ခံရပြီးရွှေနန်းတော်မှာမိဘရေကောင်ဖြစ်မဲ့စားတာအဲ့ဒီအခါတော့ဘရင်ရောက်ခမဖြစ်လာရင်ကျုပ်တို့လည်းဆွေတော်မျိုးတော်တွေအဖြစ်စင်ပြူတော်မိပြီးကြံစုံအောင်ပါနော်ဖွားကြီးကဟဲပေါက်ကရဘရင်ကတော်လန်ခံရလို့ပြုတ်တာကြာလာပြီခုခေတ်ကပြည်သူသမ္မတနိုင်ငံခေတ်ဥက္ကဋ္ဌကြီးအုပ်ချုပ်နေတာဟုပြောလိုက်ပါသည်
ကျွန်တော်ဘွားကဥက္ကရာကြီးအုပ်ချုပ်နေတာဆိုရင်လဲကျုပ်တို့နှလုံးကိုဥက္ကရာကြီးနဲ့ပေးစားလိုက်ပေါ့အေးဟုပြောလိုက်ပါသည်ဘွားကြီးလဲဒေါ်ရကြီးပြန်ပြောလိုက်ဒီမှာညီးတော်လေလူကတာခက်တဲ့ကိုရောက်နေတာအုံနောက်ကမလွတ်မြောက်ခင်ခက်မှကြံနေတော့ပဲကျွန်တော်ဘွားကကျုပ်ကတော့လို့မှမဟုတ်တာကျုပ်တို့ကတက်တဲ့နဲ့တကူဒီဟိုဖိန်ရွာကနေခွာဘူးတာမဟုတ်ဘူးတော်ကားမှလွတ်မြောက်နေမြေကိုလည်းရောက်ဘူးတယ်ဖိန်သူ့မျိုးတွေလည်းဝင်ဘူးတယ်ဟုပြောလိုက်ပါသည်ဘွားကြီးကညီငါ့ကိုဖိန်သူ့မျိုးအကြောင်းမပြောစမ်းပါနဲ့အေးဖိန်သူ့မျိုးအကြောင်းပြောမိရင်ငါခေါင်းချင်းတဲ့ဟဲ့ဂျပန်ကပုတွေဖမ်းလို့ငါပါသွားတာဝတ်သွားခံရတာဟဲ့စိန်သွားခံတာမဟုတ်ဘူးဟဲ့ပြောနေရင်မတ်တက်လင်းညီမနှစ်ယောက်စကားများကြပါသည်ထိုနေ့ကဘွားကြီးဒေါနဲ့မောနဲ့ပြန်သွားပုံမှာကျွန်တော်ဖွားနဲ့တက်လုံးမခေါ်ပဲနေတော့မလားထင်ရတော့လဲနောက်တစ်နေ့ကျတော့ပေါက်ချလာပြန်ပါသည်သူတို့နှစ်ယောက်အကြီးကိုအိမ်အောင်ချပေးဖို့ကိစ္စတိုင်ပင်ဖြစ်တာမြင်တိုင်းကျွန်တော်အမေကြိတ်ရဲတတ်ပါသည်မှတ်မိပါသေးသည်တနေ့ညနေတွင်ကျွန်တော်တို့အိမ်ကနွားမကြီးတားပေါက်၏နွားမကြီးကပဲကျွန်တော်အမေကိုအားကြတာလားနွားပေါက်ကလေးကပဲကျွန်တော်ကိုအားကြတာလားမသိသူလည်းပဲခြေတစ်ချောင်းအရင်ထွက်လာပြီးတက်နေတော့သည်နွားမကြီးကဘော့အဲနဲ့အော်နေဒီမှာအတော်နာကျင်နေသည့်ပုံကျွန်တော်ဖိုးဖိုးတဲ့ကျွန်တော်အဖေလည်းပြာရကပ်ပြီးခြေမကင်မိလက်မကင်မိကြံရမရဖြစ်နေကြပါသည်နွားဆိုတာလေသမားဤအသက်ပေကိုနောက်ပြီးထုံနွားဒီကုံထုတ်လို့ရေးအဖွဲ့ကကျွန်တော်တို့အိမ်ကိုအငှားချပေးထားသည့်နွားပေမှုတကယ်ဒါတည်သွားလင်ပြဿနာလုံမညီးကြီးပြန်လာပြီလို့ပြောတန်ကြတယ်ဟုအမေကကျွန်တော်အမကိုတိုးတိုးပြောလိုက်ပါသည်အမေစကားတော့မစုံနေကျွန်တော်အမပြေးပါတော့သည်အဖေကအမေကိုမထိတကြီးတစ်ချက်ကြည့်လိုက်ပြီးမင်းပေါက်ကြရတွေရှောက်လုံးနေသူကလူကိုပဲမွေးပေးတာกว่าဟုပြောလိုက်ပါသည်လူနဲ့တိရစ္ဆာန်အတူတူပါပဲတော်ဟုကျွန်တော်အမေကပြောလိုက်ပါသည်ကျွန်တော်အမနဲ့အတူအကြီးပါလာပါပြီအကြီးဒီရောက်လင်ရောက်ချင်းပြောသည်မှာတော်တို့ကျုပ်ကိုတေးအောင်တက်နေကြတာလားကျုပ်မှလူကိုမွေးပေးဖို့တော့မအားနိုင်ဖြစ်နေတာနွားလာမွေးပေးခံရတယ်လို့တော့ညီမရဲ့တို့ကအချင်းချင်းနေမဟုတ်လားအေးညီးကိုမရှာလို့ဘသူရှာရမလို့ညီးကိုလူတိုင်းကကဲတင်ရှင်မယ်တော်လေးလို့ခေါ်ကြတာကဲတင်ရှင်ဆိုတာတရဝအပေါင်းကိုကဲရတာလေနွားဆိုတာလည်းတိရစ္ဆာန်ဆိုပေမဲ့တက်ရှိပေပဲမို့ညီးဒီတိုင်းလက်ပိုက်ကြည့်နေတော့မလို့လားအေးဟုအမေကပြုံးရဲရဲနဲ့ပြောလိုက်ပါသည်တော်ကစာမတက်ပေလို့ပဲစာများတက်လို့ကတော့ဟိုဖိန်ရွာမှာတော့ကိုထားနိုင်မှာတော့မဟုတ်ဘူးဟုအကြီးကပြောလိုက်ပါသည်ငါစာတွေဘလောက်တက်ညီမခြေပြားကိုမမီပါဘူးကွယ်ဟုအမေကပြောလိုက်ပါသည်အကြီးမျက်နှာကဒေါရရောင်တန်းနေတော့လဲစိတ်ဆိုးပြေသွားပြီးဖြစ်မှန်းတိတာပါသည်အချိန်မှာမိုးချုပ်နေပြီမို့အမေလဲအိမ်ကမီးအိမ်တွေအကုန်ထွန်းမိစာကိုရှည်ကလော်ပြီးအကုန်လုံးနွားတင်းကုတ်ထဲယူချလာပါသည်အကြီးကိုမြင်ရင်နွားမကြီးကရှေ့ချီနှချောင်းဒူးညွတ်လိုက်သည်နွားမကြီးဒူးထောက်တာမြင်ရင်အကြီးမျက်ရည်ဖြိုင်စီးကြလာတော့သည်ကျွန်တော်တို့လည်းအတူလိုက်၍မျက်ရည်ကြ၏အကြီးကနွားကိုစမ်းတက်ပြီးလင်စာနာခြင်းတဝက်နောက်ပြောင်ခြင်းတဝက်နဲ့ပြောလိုက်သည်မှာခြေရင်ထွက်တဲ့နောက်တစ်ကောင်ပါလာနော်ကျွန်တော်တို့မြင်လင်လက်ဖြတ်ကုန်မှာဆိုတဲ့ပြင်အကြီးကကျွန်တော်တို့ကိုဝင်တဲမောင်းထိုးလိုက်ပါသည်အကြီးအတန်ကြဲကြဲအမိန်ပေးနေသည်ကိုကျွန်တော်တို့ကြားရလင်အကြီးညွန်ကြားသည့်အတိုင်းအမေတို့အဖေတို့နွားမကြီးကိုမွေးပေးနေသည့်မြင်ကွင်းကိုကျွန်တော်တို့စိတ်ကူးမြင်အောင်ကြည့်မိကြပါသည်ထိုညကလာပင်နေ့ဖြစ်ပြီးလင်လာကရှေ့မြောက်တောင်ရောက်နေ၍လောကတခွင်ကြည်လင်နေပါသည်။ကိုင်းမွေးပြီဟေ့ဟုရီးကအော်လိုက်လေသည်။ကျွန်
ကျွန်တော်တို့လည်းတဟေးနဲ့ကြိတ်ဆုံခန်းတဲ့ပြေးဝင်သွားလျင်နွားမကြီးနောက်မှတကိုယ်လုံးအကြည့်အချွဲတွေပေချင်နေသည့်နွားပေါက်ကလေးတစ်ကောင်တိုးလာသည်ကိုတွေ့လိုက်ရပါသည်ကောင်းတကွာနွားမကလေးတစ်ကောင်ပဲဟုအဖေကဝမ်းသာအားရပြောလိုက်ပါသည်စမ်းပါတော့မိန်းမတွေများတမီမိန်းကလေးမွေးရင်ယောက်ျားတွေကမဲ့ရွက်ချင်တယ်နွားမကနေနွားမကလေးပေါက်တော့ယောက်ျားတွေကပြုံးပြီးနေလိုက်တာများတကယ်တည်းဟုကြီးကဒေါကလေးပို့ပို့နဲ့ပြောလိုက်လေသည်နွားမကလေးကကြီးလာရင်နွားပေါက်နိုင်တာကိုကွာဟုအဖေကပြောလိုက်ပါသည်လူကြတော့ကိုမိန်းကလေးလည်းကြီးလာရင်ကလေးမွေးတာပဲမဟုတ်လားဟုအကြီးကပြန်ပြောလိုက်ပါသည်ဒါတော့ဘယ်သူမတော့ဟဲ့ဟုအဖေကပြောပါသည်ဘာမတူလို့လဲဟုအကြီးကပြန်ပြော၏အဖေလည်းအကြီးစိတ်တူလာတီကိုမြင်လင်သူနှင့်စစ်မငင်းတော့နွားမကြီးကနောက်လဲ၍နွားပေါက်ကလေးကိုပေါ်ကအကြည့်ချွဲတွေကိုရစ်ပေးပါသည်သူ့ရှာပေါ်မှာနှက်ဆေးပါမည်ထင်၏ရင်းမိသည့်နေရာတိုင်းမှာခွန်အားဖြစ်လာတော့သည်ဒီမြင်ကွင်းကိုအားလုံးကဦးလိုက်တဲလိုက်ကြည့်နေမိကြသည်အကြီးကတော့နွားမကြီးကပဲသူ့ကိုယ်ကိုရှာနှင့်ရင်းမိသည်အောင်ဒါမှမဟုတ်သူကပဲနွားပေါက်ကလေးကိုရှာနှင့်ရင်းမိသည်အောင်ကျင်နာသည့်အကြည့်နှင့်ပါဇက်အဟောင်းသားဖြစ်နေသည်ကိုကျွန်တော်ခိုးကြည့်၍မြင်လိုက်ရပါသည်နွားပေါက်ကလေးကိုနွားမကြီးရှာနှင့်ရစ်၍နှမ်းတလောက်ရှိသောအခါနွားပေါက်ကလေးလည်းလူးလွန်း၍ထလာလေသည်ကျွန်တော်တို့လည်းရီးလက်စေးဖို့စလုံးရှာရေဖြစ်စပြာရှာလက်တော့ပဝါယူပေးကြပါသည်ဖွားဖွားကစားဖို့ရှိမှထိုင်၍မီးမွေးဖို့ဖိုထိုး၏အမေကစားဖို့ရှိမှရက်၍ဂျုံလိမ့်ပါသည်စားလိုက်တာတော့ဒီမှာပဲညသာစားတော့မယ်ဟုလက်ဆေးပြီးနောက်ရီးကပြောပါသည်ဒါညီမအိမ်ပဲမဟုတ်လားဟုအမေကပြောပါသည်ဟုတ်သားပဲတအိုးလည်းပဲမစားတာဘယ်နှစ်ပဲရှိသေးတာမှတ်လို့ဖွားဖွားကလည်းဝင်ပြောလိုက်ပါသည်ထိုခိုက်ဖွားဖွားကြီးသည်ကျွန်တော်တို့အိမ်ဝင်းထရံအပြင်သို့ရောက်လာ၍အကြီးကိုသမင်းပြန်လာစားဖို့ခေါ်ပါသည်သူတို့လုပ်ကိုကျုပ်အလကားလုံးမပေးနိုင်ပါဒီမှာပဲစားမယ်ဟုအကြီးကပြောပါသည်ညီတော်လေးကချောင်းလဲတာမဟုတ်ဘူးညီသူစီကခောက်ဆွဲတပွဲစားရင်သူကတလုံးမှတ်ထားမှာဟုဖွားဖွားကြီးကပြောပါသည်ကျွန်တော်ဖွားဖွားလည်းမီးမွေးသည့်ပြောင်းတစ်ဖက်နဲ့ဝင်းထရံနာပြေးထွက်လာပြီးတော်စားရင်လဲတပွဲလောက်စားသွားမဟုတ်ရင်လဲကြွဟုပြောလိုက်ပါသည်ညီဥစ္စာစားခြင်းပေါင်းအေးဟုဖွားဖွားကြီးကပြန်ပြောလိုက်ပါသည်ခောက်ဆွဲချစ်ပြီးလင်အမေကတပကံကြီးမောက်မောက်ထဲ၍ဖွားဖွားကြီးစီမမကိုအပုတ်ခိုင်းလိုက်၏နှဲ့တန်းကြမှာကျွန်တော်သိရသည်မှာထိုစဉ်ကမမသည်အလော30ပြည့်သွားတဲ့ဖြင့်လမ်းမှာခလုတ်တိုက်လဲပြီးခောက်ဆွဲလဲမှောက်ပကံလဲကွဲသွားလေ၏အိမ်ပြန်ရောက်လင်မမအဆူမခံရအောင်ဖွားဖွားကြီးကပဲသူ့ကြောင်အိမ်ထဲကပကံတစ်လုံးရှာပေးပြီးမမကိုပြန်ယူလာစီခဲ့လေသည်အကြီးသည်အလွန်အပြောကောင်းသူတစ်ယောက်ဖြစ်၏သူတရားကိုကျွန်တော်တို့နာကျင်ကြ၏ခောက်ဆွဲစားပြီးလင်သူသည်ကျွန်တော်တို့အိမ်ကမီးလုံအုပ်ကရင်ထက်မှတင်ပယ်လွှဲထိုင်၍နေရန်ကိုမီရင်သူ့တက်ဆက်ကိုဖွင့်ပါတော့သည်သူသည်အိမ်ပေါင်းစုံရောက်ဖူး၍လူပေါင်းစုံနှင့်ကြုံဖူးသဖြင့်သူများမကြားဘူးသည့်စိတ်ဝင်စားပွဲထွေထွေရရာတို့ကိုကြားဖူးပေသည်ဖောက်တဲ့ပြန်ချလင်လည်းအဖြစ်အစစ်ထဲဖို့တစ်စက်မှမတွန့်တော့ထို့ကြောင့်မို့လို့လဲသူစကားပြောတာကွက်စိတ်ဟောလို့ဆွဲဆောင်မှုရှိလာတာကို80ပြည့်လွန်နှစ်များအစောပိုင်းတုန်းက TV မှာလျူလံဖန်းဤကွက်စိတ်အစီအစဉ်ထုံးလွှင့်မှုကိုကျွန်တော်တို့ကြည့်ရတော့အခါအမေကအဲ့ဒါမင်းအကြီးပဲမဟုတ်လားသူဒါဆရာဝန်လုံးမစားပဲကွက်စိတ်ဟောစားခဲ့ရင်လေအပြောကောင်းတဲ့သူတယောက်ပါပဲဟုပြောပါရသည်ထိုညကပြောသည့်အကြောင်းဒီလဲဖိန်တူးမြို့မှာရှိခဲ့စဉ်တုန်းကဂျပန်တန်မှုစူဂီတနီနဲ့သူတက်တိချင်းရှင်သာကနေပဲစခဲ့ပါသည်
ဟိုတုန်းကငါအသက်9နှစ်ပဲရှိသေးတာရီးကကျွန်တော်ကိုတစ်ချက်ကြည့်လိုက်ပါဒီပြည့်အရွယ်လောက်ပေါ့ဒီရွယ်လေးနဲ့မင်းတို့ရဲ့အဘေးမရဲ့မင်းတို့ရဲ့ဖွားဖွားကြီးရင်နဲ့အတူဖိန်တူးမြို့ကိုရောက်ခဲ့တာကွဟိုကိုရောက်တော့မောင်နဲ့မဲအခန်းတစ်ခန်းနဲ့ပိတ်ခံရတာအပြင်မှာလည်းအင်းခွေးကြီးနှစ်ကောင်စောင့်နေတာလေအဲ့ဒီအင်းခွေးတွေကလူသားစားအင်းခွေးတွေကလေးတွေတွေ့တာနဲ့ရှာထုတ်တော့တာပဲမင်းဖွားဖွားကြီးနဲ့အဘေးမတို့ကတညလုံးငိုယူပြီးမဲ့ငါကတော့မငိုဘူးလဲလိုက်တာနဲ့တုံးခနဲ့အိပ်ပျော်သွားတာမနဲ့မိုးလင်းမှပဲနိုးတော့တယ်အခန်းမဲထဲမှာဘယ်နှစ်နေ့ဘယ်နှစ်ညပိတ်ခံရပြီလဲတော့မသိဘူးငါတို့ကိုတီးတန့်ဝင်းကလေးတစ်ခုစီရွှေ့လိုက်ကြတယ်ဝင်းထဲမှာလေးညင်းပင်တစ်ပင်ရှိတယ်မွေးလိုက်သမှငါတောင်ခေါင်းမူသွားသေးတယ်အဲ့ဒီမှာဝက်ယုံရှင်နဲ့အုတ်ထုတ်ဆောင်တဲ့ပုဂ္ဂိုလ်ကြီးတယောက်ရောက်လာပြီးတော့တမှုစုကိတနီကငါတို့ကိုဓမင်းစားကြွဖို့မှာလိုက်ပါတယ်လို့ပြောတယ်မင်းအဘေမနဲ့ဖွားဖွားကြီးတို့ကငိုးကြီးငိုနေတာမသွားဝင်ကြဘူးအဲ့ဒီပုဂ္ဂိုလ်ကြီးကငါ့ကိုလုံမလေးကြီးလုံမဖွားဖွားနဲ့မေမေတို့ကိုမကြောက်ပါနဲ့လို့ချောလိုက်ပါဦးတမှုကြီးစုကိတနီကရန်လိုတဲ့တဘောမပါပါဘူးမစ္စတာဝန်ကလီဇာနဲ့မိတ်ဖွဲ့ခြင်းုံတက်ပါဆိုပြီးပြောလာတယ်ဒီတော့ငါလဲဖွားဖွားတို့မေမေတို့ရဲ့မငိုပါနဲ့တော့ငိုလို့ဘာထူးမှာတော့ငိုလို့အတောင်ပေါက်လာမှာလားငိုလို့အတောင်ပေါက်လာမှာမဟုတ်လို့လားငိုလို့မဟာတရန်းကြီးပြိုလာမှာမဟုတ်လားလို့ပြောလိုက်တာပေါ့အဲ့ဒီပုဂ္ဂိုလ်ကြီးကလက်ခုပ်ဩဘာပေးပြီးကောင်းတကွယ်လုံမလေးကဘူးတုဒတဲကျွေတာပဲကြည်လာတဲ့အခါတေချာပေါက်ပုဂ္ဂိုလ်တူဖြစ်အောင်ပါလို့ပြောတယ်လေငါချောလိုက်လို့မင်းတို့အဘေးမနဲ့ဖွားဖွားကြီးတို့ငိုတိတ်သွားတယ်မင်းတို့လေဟိုပုဂ္ဂိုလ်ကြီးနဲ့အတူလားနဲ့ဆွဲတဲ့တထားလုံးပေါ်လိုက်တက်ကြတာပေါ့ငါတို့လေဟိုပုဂ္ဂိုလ်ကြီးနဲ့အတူလားနဲ့ဆွဲတဲ့တထားလုံးပေါ်လိုက်တက်ကြတာပေါ့ဘယ်နှကွေ့တောင်ကိုွေးလိုက်လည်းမသိပါဘူးခြံဝင်းကြီးတကူတည်းရောက်သွားကြတယ်အပေါဝါမှာကင်းသားနှစ်ယောက်ဆောင်လို့ဘယ်တယောက်ကအတဝါကောင်ညာတယောက်ကဂျပန်စစ်သားခြံဝင်းကြီးကအတော်နဲ့တာတကားမကြီးကနေဝင်သွားလိုက်တာနဲ့ဝင်းကလေးတွေတစ်ခုပြီးတစ်ခုဆက်သွားလိုက်တာမဆုံးနိုင်တော့ဘူးနောက်ဆုံးတော့အဲကဲမကြီးတစ်ဆောင်တည်းဝင်သွားလိုက်တာတကားတို့ပြတင်းတို့ခန်းစည်းတို့ဆိုတာအကုန်ကနုတ်ပန်းဖော်ထားတာကွရှီဟောင်းလက်တင်ကလထိုင်တောင်မှပထောက်သားနဲ့လှုပ်ထားတာတမှုစုကိတနီကကီမိုနိုဝတ်စုံဝတ်ထားတယ်လက်ကလည်းခောက်ရက်တောင်တစ်ချောင်းနဲ့ခက်အေးအေးခက်နေပုံကလူရင်ကြီးတယောက်မှန်ကြည်တာနဲ့တိတာတယ်ကွစာရန်ပေတံနှောတဲ့စကားတချို့ပြောပြီးနောက်မှာငါတို့ကိုတမင်းဝိုင်းထဲဝင်ခိုင်းတော့တယ်စပွဲဝမ်းကြီးတစ်လုံးပေါ်မှာတန်ဖိုးကြီးတဲ့စားကောင်းတောက်ပွဲတွေအပြည့်တဲခင်းထားတယ်မင်းတို့အဘေးမနဲ့ဖွားဖွားကြီးတို့ကတူကင်စားဖို့မဝင်မရဲဖြစ်နေပေမဲ့ငါကတော့ဒါတွေမသိဘူးဒီခွေးသားတွေဥစ္စာစားတာစားပဲသူနဲ့စားရတာအားမရတာနဲ့လက်နဲ့စုပ်ပြီးလွှေးတော့တာပေါ့စုကီတနီကရက်ခွက်လေးကန်ရင်ငါစားနေတာကိုပြုံးစည်းစည်းနဲ့ကြည့်နေတယ်စားပြီးတောက်ပြီးလက်နှစ်ဘက်ကိုစပွဲကင်းနဲ့တုပ်လဲပြီးရောငါလဲအိတ်ငိုက်လာလဲငါနာထဲမှာစုကီတနီငါ့ကိုမေးတဲ့အတန်ကြားလိုက်ရတယ်တူမကြီးအဖကိုဒီခေါ်လာရင်မကောင်းဘူးလားလို့မေးတော့ငါကမျက်လုံးဖွင့်ပြီးမကောင်းဘူးလို့ဖြေလိုက်တယ်ဘာလို့မကောင်းတာလဲလို့စုကီတနီကမေးပြန်တယ်ကျုပ်ဘကအမှတ်၈စစ်ကြောင်းတက်မတော်ကဦးလေးကဂျပန်အမှတ်၈စစ်ကြောင်းတက်မတော်ကဂျပန်ကိုချနေတာကျုပ်ဘလာချထိုနေရာရောက်လင်အကြီးကအင်ကြီးလက်ကိုပင်၍လက်ပနာကြီးတစ်ချက်ကြည့်လိုက်ပါသည်ထိုစဉ်ကကောင်းမိတစ်မျိုးနယ်လုံးတွင်လက်ပနာကြီးဆိုတာ10လုံးတည်းမပိုအကြီးလက်ထဲမှာတစ်လုံးပတ်ထားတာဗျကျွန်တော်ကိုကြီးကဟာကနေထအော်လေသည်ကျွန်တော်တို့အိမ်တွင်သူတယောက်တာလက်ပတ်နာကြီးမြင်ဘူးပေ၏ထိုစဉ်ကသူဒီမြို့နယ်အမှတ်1အထက်တန်းကျောင်းမှာကျောင်းတက်နေသည်ဖြစ်ရာဆိုဗီယက်မှာပညာတော်သင်ပြီးပြန်ရောက်လာသည့်သူတို့ရုရှားဆရာကြီးလက်ထဲမှာလဲ
လက်ပတ်နာရီတစ်လုံးပတ်ထားပေသည်ဟာခနဲ့အော်ပြီးနောက်ကျွန်တော်အကိုကြီးကလက်ပတ်နာရီဟုထောက်တော်သည်ကျွန်တော်နဲ့မမလည်းလက်ပတ်နာရီဟုလိုက်ဟောကြလေသည်အကြီးကခက်တီတီနဲ့အင်ကြီးလက်ကိုပြန်ချပြီးလက်ပတ်နာရီလေးတစ်လုံးနဲ့များကွယ်ဘာတွေရှောက်អော်နေကြတာလဲဟုပြောလိုက်ပါသည်သူကခပ်ပေါ့ပေါ့ပြောလေကျွန်တော်တို့ကတာ၍ဆက်စုလေဖြစ်လာ၏ပထမဦးစွာအကိုကြီးကအကြီးကျုပ်တို့ဆရာကြီးရဲ့လက်ပတ်နာရီကိုအဝေးကနေပဲမြင်ဘူးတာအကြီးကျုပ်ကိုပြပါလားဟုတွေးသူဆန်းလိုက်၏ကျွန်တော်တို့ကလည်းအကိုကြီးနောက်ကတန်ရောင်လိုက်၍အကြီးရဲ့ကျုပ်တို့ကိုလည်းပြပါဟုပြောကြလေသည်ဒီကလေးတွေတဲကြည့်ကြတယ်လက်ပတ်နာရီစောက်ကလေးတစ်လုံးကွယ်ဘာကြည့်တရားရှိလို့ရုံဟုအကြီးကရေရေမုံမုံပြောလိုက်ပါသည်ပြောမိတာပြောသည်နောက်ဆုံးတော့လက်ပတ်နာရီကိုချွတ်ပြီးကျွန်တော်အကိုကြီးလက်ထဲပေးလိုက်ပါသည်ဟဲ့ဖြည်းဖြည်းနော်ဟုအမေကဘေးကခက်ကြဲကြဲတတိပေးလိုက်၏ကျွန်တော်အကိုကြီးကလက်ပတ်နာရီကိုတတိကြီးစွာလက်ခံယူပြီးလင်လက်နှစ်ဖက်နှင့်အရင်စကြည့်ပြီးလင်နာနာကပ်ပြီးနားထောင်ပြန်၏အကိုကြီးကြည့်ပြီးတော့မမကိုပေးကြည့်၏မမအလှည့်ပြီးတော့ကိုလက်အလှည့်ကိုလက်ကြည့်၍နာနာကပ်ပြီးစစ်တံပင်နားမထောင်ရသေးအကိုကြီးကပြန်ယူပြီးပြန်လူပြီးအကြီးလက်ထဲပြန်ပေးလိုက်လေသည်ကျွန်တော်လည်းနည်းနည်းစိတ်ဆိုးသွားပြီးထငိုပါတော့တယ်အမေကကျွန်တော်ကိုစူ၏ပြည့်ကြီးလာတဲ့ကဝေးဝေးပြေးနိုင်ရင်လက်ပနာကြီးလောက်ကတော့ဘာရေးလဲအေးဟုအကြီးကပြောပါသည်တင်းပုံစံနဲ့လက်ပနာကြီးပတ်အောင်မတယ်လားနှစ်ပြန်ကြမှာတင်းလက်မှာမင်းနဲ့လက်ပနာကြီးပုံတစ်ပုံဆွဲပေးအောင်မယ်ဟုကျွန်တော်အကိုကြီးကပြောပါသည်ရုပ်စင်းကြည့်ပြီးအကဲမဖြတ်နဲ့ပြေးကိုရုပ်ဆိုးတယ်ဆိုပြီးကြီးလာတဲ့အခါမကြည့်ဝဘူးလို့မဆိုနိုင်ဘူးလေဟုကြီးကပြောပါသည်တင်းသာကြီးပွားရင်လားခြံထဲကဝက်လဲကြားဖြစ်လောက်မယ်ဟုမမကပြောပါသည်အကြီးဒါဘယ်နိုင်ငံလှုပ်လဲဘာတစိမ့်လဲဟုအကိုကြီးကမေးပါသည်ဆွစ်ဇာလန်လှုပ်အင်နီကာတစိမ့်ဟာဆိုပြီးအကိုကြီးထအော်လင်ကိုလန်းနဲ့မမလိုလဲလိုက်အော်တော့သည်ညစ်စုပ်ဟုကျွန်တော်ကစိတ်ဆိုးမှန်ဆိုပြောလိုက်ပါသည်ညီမလေးဒါကြီးကဘယ်လောက်တောင်ပေးရတော့ဟုအမေကမေး၏မသိပါဘူးမိတ်ဆွေတယောက်လက်ဆောင်ပေးတာဟုအကြီးကဖြေ၏ဘယ်မိတ်ဆွေကများဒီလောက်တန်ဖိုးကြီးတဲ့ဟာလက်ဆောင်ပေးမလဲဟုအမေကပြော၍အကြီးကိုအကဲခတ်ရင်ကလေးတွေရဲ့ဘာထွေးလောင်းများလားဟုမေးလိုက်ပါသည်အကြီးကမတ်သက်ထား၍12နာရီတောင်ထိုးနေပါဘောအိပ်ရတော့မယ်ဟုပြောလိုက်ပါသည်ဖះတရားမလို့ညီမတောင်ပိုင်ရှင်ရှိလာမှကိုဟုအမေကပြောပါသည်မမအပြင်မှာရှောက်ဖွမနေနဲ့အောင်ခုမှစားလုံးရင်တောင်မစားရသေးဘူးအကြီးကကျွန်တော်တို့ပဲလက်ပြီးတတိပေးလိုက်သေး၏မင်းတို့လည်းအပြင်မှာရှောက်မပြောနဲ့နော်ရေကွန်စုပ်ကန်ထိမယ်နောက်တနေ့မနေ့မှာအကိုကြီးဒီမင်းညကကျွန်တော်ကိုအကြီးလက်ပတ်နာကြီးပေးမကြည့်မိလို့စိတ်ထဲမကောင်းတာကြောင့်ထင်သူကဖောင်တိန်နဲ့ကျွန်တော်လက်ကဝက်မှာလက်ပတ်နာကြီးပုံတစ်ပုံဆွဲပေးရှာသည်ဆွဲထားဒီမှာတူလွန်း၍အလွန်လဲလှပါသည်တို့လက်ပတ်နာကြီးလေးကိုကျွန်တော်အလွန်မြန်လို့တဖြင့်လက်ဆေးသည့်အခါရေမစိုးအောင်လုပ်ရမိုးရွာဒီကလက်ကိုအုပ်ထားရရောင်မိတ်သွားလင်ကိုကြီးစီကဖောင်တိန်ငါးပြီးထက်ဆွဲရနှင့်သူ့ကိုကျွန်တော်လက်ကောက်ဝက်မှာ3လကြာများတင်ထားနိုင်ခဲ့ပါသည်